Crystal Palace နဲ့ Arsenal ပေါ့နော် Crystal Palace အိမ်ကွင်းမှာတော့ Arsenal ကစုပလားကင်မြောက်မဲ့နေ့ရက်လဲလို့ဆိုလို့ရတယ်ပေါ့နော်ဒါနှစ်ပေါင်းနေတဲ့ Premier League ဖလားယူ Arsenal ကတဖန်ပြန်လဲဒါကင်မြောက်ရမဲ့နေ့ရက်လို့လဲဆိုလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ Crystal Palace နဲ့ Arsenal ပေါ့နော်ဒီနှစ်သင်းကတော့ဒါ Crystal Palace ကဒီ26ရက်နေ့မှာ Conference League ဘောလုံးပွဲကံမိုးရှိတယ်လို့ Arsenal က30ရက်နေ့မှာတော့ဒါ Champions League ဘောလုံးပွဲကံမိုးရှိတယ်ဒီနှစ်သင်းကတော့ဥရောပဖလားဘောလုံးပွဲကိုကံမိုးရှိတာကြောင့်ဒီနှစ်ပွဲမှာကပြည်သက်တွေကိုဘယ်လိုများပျော်ရွှင်ပေးသွားမလဲပေါ့နော် Arsenal ကလည်းဖလားရပြီးသွားပြီဆိုတော့ဒီနှစ်ပွဲမှာပေါ့ရောသူကန်လာမှာမဟုတ်ဘူး Champion ဆိုတဲ့ဂုဏ်သိက္ခာရပေါ့နော်အဝေးကွင်းကနေပြီးတော့ဟို Asian ပေါ့နော်ဒီ Crystal Palace ကိုဒါအကောင်းဆုံးတုတ်ပြန်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်မိတယ်။ဘာကြောင့်လဲဆိုတော့Crystal Palace ကလည်းဒီနှစ်ပွဲစဉ်မှာတော့ဒါနီးပြကလည်းဒီဘိုလီပွဲတစ်ဖွဲ့ပေါ့ကစားဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒါသူကစားကွက်ဆန်းမှုလေဒါပိုများတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ဒီနှစ်ပွဲမှာချင်မတွေးထားဘူးဆိုတော့ဒီဘလကာနိုနဲ့ပွဲမှာဆိုသူဘယ်လိုရင်ဆိုင်မလဲ။ဒါကြောင့်မလို့ Arsenal နဲ့ပွဲမှာဒီသူအဓိက line up တွေကိုထုတ်သုံးလာနိုင်ရှိတယ်ပေါ့နော်။ Arsenal ကတော့လူရှိုလာနိုင်ပြီးတော့ဒီသူ့ရဲ့အရန်ကစားသမားတွေနဲ့ဒါပေါ်ထွက်လာနေရှိတယ်ဒါပေမဲ့ Arsenal ရဲ့အရန်ကစားသမားတွေကြီးချင်းအဖြစ်လေ Arsenal နှစ်သင်းသာရှိတာတော့ quality မြင့်တဲ့ကစားသမားတွေပဲပိုင်ဆိုင်ထားတယ်ဒါဂိုလီဘာနေရာမှာတော့သုံးလာနိုင်တယ်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ Arsenal ရဲ့ဒီနောက်တန်းဘူခက်စမှုနေရာမှာလည်းဒါတခြားလူငယ်ကစားသမားတွေကိုလည်းထုတ်သုံးလာနိုင်ပြီးတော့ဒီအဓိကသူ့ရဲ့ကစားသမားတင်ပါနဲ့ဘန်ဝိုက်ဒဏ်ရရှိနေတဲ့အနေအထားတစ်ခုမှာတော့ Arsenal ကနောက်ထပ်ခက်စမှုထပ်ပြီးတော့ဒဏ်ရရှိဖို့ဟိုပေါ့နော်ရလို့မရတော့ဘူးပေါ့နော်ဘာကြောင့်လို့ PSG နဲ့ကံမောတိတ်မလို့ရဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့လူငယ်တွေနဲ့ညှက်ပြီးတော့သုံးလာနိုင်ပြီရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဖွင့်ထားတဲ့ဘူကီတီရဲ့ဝေးကွင်းရ level 80ဒါ3+80ဆိုတဲ့အနေအထားတစ်ခုမှာတော့ဒီနေ့ပွဲစဉ်မှာရဲ့ပွင့်လင်းမှုကမနေ့ကဘာစီလိုနာနဲ့ဗလင်စီယာပွဲစဉ်နဲ့အနည်းငယ်တူညီနေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့Arsenal ရဲ့ဒါဖွင့်လင်းမှုကထိုးရများစုရောArsenal fan တွေနဲ့အနေနဲ့ပေါ့နော် Arsenal ဘက်ကနေဖို့များတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီပေါ့နော်ဒီပွဲကိုချစ်ခဲ့ရမှာဒါရွေးချယ်ရမှာတော့ဒါပေါ့နော် fan တွေဆွဲလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့ Crystal Palace နဲ့ Arsenal ပွဲတွေမှာArsenal ပွဲစဉ်မှာတော့နော်သူပြန်ကိုပြန်ဒါဖွင့်ကစားလာနိုင်တဲ့ခြေရှိတယ်။ဘာကြောင့်လဲဆိုတော့ Crystal Palace ကလည်းသူ့ရဲ့တိုက်စစ်စွမ်းကိုဒီနေ့မှာဒါဟိုသူ့ရဲ့နီးစနစ်ကိုကောင်းဆုံးထုတ်သုံးလာနိုင်ရရှိပြီးတော့ Arsenal ကလည်းဒီ Palace ကွင်းမှာဒါဖလားယူမဲ့အတွက်သူ့ရဲ့ play သက်တွေပေါ့နော်ဒါအကောင်းဆုံးဖြောပြပေးဖို့အတွက်ကတော့ twin goal တွေနဲ့မြန်ဆိုင်နဲ့ဒီပွဲကဒါဖြစ်ချင်များတယ်အပြန်အလှန် twin goal တွေလည်းမြင်ရဖို့များတယ်။ဘာကြောင့်လဲဆိုတော့ Crystal Palace ကနောက်ပိုင်းမှာဒါဂိုးတကိုးရဖို့အတွက်သူ့တော့ကလွယ်ကူနေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရတယ်။ Arsenal ကလည်းနောက်ပိုင်း၄ပွဲမှာနော်ကာလက်ဖောင်နောက်ဆုံး၄ပွဲမှာပေးကိုမရှိပဲနဲ့၄ပွဲလုံးနိုင်ရရှိထားပြီးတော့ Crystal Palace ရဲ့နောက်ဆုံးကာလက်ဖောင်၄ပွဲမှာတပွဲတာနိုင်ပြီးတော့2ပွဲတည်တပွဲရှုံးနေတာသူရှုံးနေတာရဲ့တဲ့ Man City တင်ကိုသူ3-0ဆိုတော့ရလာတဲ့ရှုံးနေတာဒါကြောင့်မလို့ဒီ Crystal Palace နဲ့ဒီ Arsenal ဘောစဉ်မှာတော့ကျွန်တော်ရဲ့အကြိုက်ကတော့ဒါဂိုးပေါင်းအပေါ်ကကျွန်တော်ရွေးချယ်တယ်။ဘာကြောင့်လဲဆိုတော့စိတ်လွတ်ကိုလို့ကြည့်ချင်တာပေါ့နော်။ဘာလို့ Arsenal နေခဲ့ရင်လည်းဒီရင်သမားနဲ့ကြည့်နေရမယ်။ Crystal Palace နေခဲ့ရင်လည်းဒါဒီပေါ့နော်ဒီ London Derby လည်းဖြစ်တာကြောင့်ကျွန်တော်ကတော့ဒီနှစ်ပွဲစဉ်ပေါ့အပြန်အလှန်တွင်းကိုလေးကိုကျွန်တော်ပေးထားတယ်။ဒါကြောင့်မလို့ကျွန်တော်ဂိုးပေါ်ကိုတော့ကျွန်တော်ကြိုက်နေတတ်တယ်ပေါ့နော်။အားလုံးကိုဒါကျေးဇူးတင်ပါတယ်။